မှန်တိုင်အောင်သွားတဲ့ဂိုင်းဝိဇ္ဇာဖြစ်အောင်သွားနိုင်တဲ့ဂိုင်းနော်အမတန်မုံတဲ့ဂိုင်းပြီးပြီးသဘောထားကြီးကြီးနဲ့အထက်လန်းစရာစိတ်ထားပါဟုတ်ကဲ့လားပညာယူထားပြီးတော့ဒီလိုတော်ထိုးဒီထိုးထိုးတဲ့စကားလုံးမသုံးပါနဲ့မင်းတို့တောင်းတယ်ကြောင်ဖွင့်ပြောတာဒါဆိုရင်အဲ့တော့သုံးနဲ့ဒါကြတော့ထုတ်တော့တောင်းဝဲတောင်းဝဲ3000ဝဲဒါကဆရာကြီးကင်နဲ့ဆောင်မော့ကျွန်းနဲ့လည်းကျွန်းနဲ့လည်းရှိတယ်ဒီမှာဟောဒီအဲ့ဒီဒါစုတော်ကြီးဒါကြတော့စီလို့တယ်ပြုတ်ကလည်းအဲ့တုံးလုံးဒီဒီအပြည့်ဘိုင်ပါဒါကအစွန်းနဲ့ဒီနဲ့ရင်ဒီလိုပါဒီလိုဒီတဲ့ဆိုဒီလိုပါတောင်းငွေလေဒါဒီတဲ့ကျုပ်တောင်းငွေဒါတောင်းငွေပဲဟုတ်တယ်ဒီလိုဒီတဲ့ကျုပ်ပေါ့နော်တောင်းငွေဒီဒါ3000နဲ့7000ဟုတ်လား3000နဲ့7000